ဘာဖြစ်တာလဲဘယ်နေရောက်လာလဲဟုတ်တယ်ဘယ်နေရာလဲငါခုနမီးတောက်ထဲကနေဘယ်နေရာကြီးရောက်လာလဲမသိဘူးအဲ့ဆိုရင်ဝင်ကြည့်အောင်တစ်ချက်မှလာပါရဲ့တည်းရရဲ့ဟုတ်လားအေးငါတော့တည်ခနဲ့သွားကြည့်မယ်လေဒီရဟဲ့အသေးမလားလေညနေကိုတဲ့အထဲမှုရပြမဟုတ်ဘူးဟောဒီငါတို့တည်းရနေခဲ့ရမဟုတ်ဘူးခိုင်းထားတယ်မသိဘူးဟာငါကြည့်မယ်လာပါကိုခုံပါရဲ့ဘာပေးထားလဲအမုန်းတကူလေဒီပန်နေယူလိုက်နဲ့လန်လာရဲ့ကဲတဲ့တဲတုံးပေးရတဲတုံးတကူကလိုလောက်တယ်ရရတဲတော့ဝိုက်လားကျူးရွာရင်ဟာတာခုံမလားမခုံနဲ့တိုင်းမသားမလေခုံလည်းမခုံရင်နော်ပြုတ်ကြမှာကြောက်လို့အဲ့ဖမ်းမခုံလိုက်ပါမယ်ခေါ်မှာဟဲ့ဒီလာပါအခနဲ့ပြင်တော့ဘာရမလဲတော့ပြောနိုင်ဘူးနော်အေးဟုတ်တယ်ဟဲ့ဒီရဲကိုလည်းပြန်ထွက်လို့လည်းမရတော့အဲ့ဆိုရင်ခေါင်းလိုက်ရအောင်စားပြီးတော့ခေါ်ခါလိုက်ခေါင်းလိုက်အောင်မယ်ဒီညနဲ့ကြီးဒီညနဲ့ကြီးရတဲ့အတွက်အသုံးလေးထိုင်းပါမယ်ဖိတ်စားလိုက်တာဖိတ်စားလို့မကားလိုက်တယ်လောက်အရက်ခုံးနေအေးအောင်ခိုင်းအောင်တော့ပါမယ်ခေရောက်သွားပါပြီပေါ့နော်တော်သေးငါချမ်းလို့ကောင်းတယ်ဟုတ်တယ်အရှိမဘာလည်းမသိဘူးတွားကြည့်အောင်စိုင်းမောင်ကြီးကိုတဲ့ကိုယ်တွားပါရဲ့တွားကြည့်အောင်နင်သွားမို့လားအေးစင်းကြည့်မယ်ငါဖတ်လည်းမရှိတော့ဘူးအေးဟုတ်တယ်စင်းလိုက်ဟဲ့အရှိမဇူမီရဲ့ရွာသားရဲ့အဲ့ဘာသဘောလဲမသိဘူးနော်အဲ့ခဏနေရောဘယ်မှာဆန်းရှိရဲ့တာတွေ့ရဲ့ဟုတ်လို့လားအေးတက်တာထဲမှာအတုံးရှိရဲ့အဲ့ညံပြရောက်ကြရမှာဟင်းနေအေးဟုတ်မှာပေါ့ဒီပါကဲရွာသားကိုကဲလိုက်တော့မယ်ကဲလိုက်ကဲတော့ထားပါလေဆိုတော့တကားပေါက်ရှိပါအဲ့ဒါထွက်လန်းကမသိပါဘူးရှိပါမယ်ခါလေးဒီကအထောက်ရပြီအဲ့ဆိုရင်ညမှာစောင့်နေမယ်နော်အေးဟာပထမဆုံးပြန်ဝပထမဆုံးဆော့ဆော့ပြန်ရောက်သွားတယ်အဲ့ဆိုရင်ဟဲ့ငါလည်းမကြော်လားတတ်ဘူးနေလာခဲ့အေးတတ်တယ်ပဲတင်ဟဲ့အရှိမနေပါတက်နေအာယုကိုလာဟဲ့အာယုခိုင်ရှိရလားငါမတွေ့လိုက်ဘူးဟာအဲ့တေးပြီးတော့ဆော့ဆော့ပေါ်လာတာအဲ့အမြန်တော့ပေါ့ငါစောင့်နေရဲ့ခရိုင်ဟိုတာဘာဟဲ့တော့တက်နေရနော်ဟဲ့သူကတရားပြည့်ရတယ်အေးဟုတ်တယ်ခဏလေးစားအဲ့ဆိုရပါပြီပေါ့နော်ဟဲ့ငါရောက်လာပြီโอเคကျော်သားလေးရအောင်ပျော်နေရယ်ဟုတ်တယ်တက်တာတက်ကြည့်ငါကြည့်မယ်ရွှေလေးဒိုင်းမွန်းနေရောယူကောင်းယူနေရပါပြီဆိုတော့ဆိုရင်ဒိုင်းမွန်းအများကြီးရှိတယ်ဟုတ်တယ်လာတော့မယ်အဲ့ဆိုရင်ဒါပါခလုတ်လိုက်ခလုတ်နိုင်ကြည့်အောင်ဟဲ့အနေလိုက်မယ်အေးဟဲ့တဲ့အဘခုံလာပါရီခုံများဟဲ့လာပါရီဟာထောင်ကြောက်တယ်ဖြစ်ရမယ်ဟုတ်တယ်ဒါဘလို့ရည်ရတဲ့နဲ့လောက်ထားတယ်မသိဘူးဟဲ့ဒီမှာယူကောင်းကြီးအဲ့ဆိုရင်တွဲရအောင်မနော်ဘာပဲငါတက်လိုက်တာလားဟုတ်ဘူးဒီနေ့လားညာလေးပြင်ရမတော်နိုင်ဘူးခဏလေးအဲ့ဆိုရင်နှိပ်ပါရဲ့လာပါဘောနေဟဲ့အောင်လာအောင်တွေ့ပြီကြည့်ရပြီတော်သေးရဲ့အခုဆိုရအောင်ငါပါပြီရွှေလည်းအများရခဲ့ပါရဲ့ပျော်စရာကြီးပါဟုတ်ပါရဲ့အဲ့ဆိုရင်ဒါလေးကိုခဏလောက်ပိတ်လိုက်ပါမယ်ကြပါအောင်